ဒီနေ့တော့လေလက်ဆောင်တွေအများကြီးရတဲ့အကြောင်းလေးပြောပြပေးရစေဒီမှာကျမရဲ့ချိုတာထက်လေးရပေးထားတာပါဒီဟာလေးကတော့ကျမတို့လေစမွဲဖြေဖို့အတွက်ဒီဦးစင်တစ်ပါးပေါ့နော်ဒီကိုလာပြီးတဲ့ခါကျတော့ဆာလာပင်လေးတော့ကကြတော့ဒါလေးကလှူတာပေါ့လေလှူတာဆိုမှလည်းလက်ဆောင်ရတာပဲပြီးရင်ဒီမှာပန်းနေရတယ်ပြီးရင်လေမဟင်္ဂါကျွေးတဲ့လူရှိတယ်ဖြူစင်လေးကမဟင်္ဂါကျွေးပါတယ်ကျေးဇူးတင်ပါတယ်တမယာသီးတွေလည်းပေးတယ်တိမ့်တိမ်ဖြိုးလေးကျေးဇူးတင်ပါတယ်သမီးပြီးတော့လေအများကြီးပါပဲမုံနေဆိုလို့ရှိရင်ခဏလက်ဆောင်ရတယ်ကလေးတွေကလေနည်းနည်းကျွေးလိုက်များများကျွေးလိုက်အစုံပါပဲကိုကလည်းသူတို့ကလေးစားလောက်လုပ်တယ်ဆိုလို့ရှိရင်လေဖျောင်စည်းတွေကျွေးလိုက်မုံဝဲကျွေးလိုက်မော်ဟင်းကားတွေဆိုလို့ရှိရင်လေခဏကျွေးဖြစ်ပါတယ်ဆိုတဲ့အခါကျတော့မြစ်တာရောင်ပြန်ဟတ်ကြပါတော့အဲ့ဒီအတွက်ကြောင့်မို့လို့လေချေစဉ်းစားထားတာလေးတစ်ခုရှိတယ် English နဲ့ပတ်သက်တဲ့ဥစ္စာလေးကလေးလေးတွေကိုS တန် T တန်ဂတန်ချတန်ဇာတန်ပေါ့နော်အဲ့လိုမျိုးဥစ္စာလေးတွေကိုချေထပ်ပြီးတဲ့အခါကျတော့စမွဲဖြည့်ပြီးသွားလို့ရှိရင်ချေစမွဲ28နှစ်ဖြည့်ရမှာဆိုတော့လေစမွဲဖြည့်ပြီးသွားလို့ရှိရင်ချေအဲ့ဒါလေးတွေကိုဆီယာမလေးတွေအတွက်ကောခလီပေါက်စလေးတွေအတွက်ကောတချို့လူကြီးလေးဆိုလို့ရှိရင် S တန် Z တန်အဲ့လိုမကွဲတာတွေရှိတယ်တီတန်ဒီတန်ဂတန်စတန်ဟိုမှလေဇရတန်အဲ့လိုမျိုးအတန်လေးတွေရောအဲ့ဒါမျိုးလေးရောကလေးတွေအတွက်ကိုချဲလှုပ်ပေးဖို့စဉ်းစားထားတာလေးရှိပါတယ်ရှင်အဲ့ကြလို့ရှင်လုံးဝအသေးစိတ်လေးလှုပ်ပေးပါမယ်နော်ကျေးဇူးတင်ပါတယ်ရှင်လုံးဝကိုကျေးဇူးတင်ပါတယ်အရန်နဲ့ကိုကျေးဇူးတင်ပါတယ်အခုပဲလေသတင်းကောင်းတစ်ခုအထက်ရတယ်ချေတို့ဒီစမွဲသွားဖြေဖို့အတွက်လိုက်ပို့မဲ့ကားလည်းအလူငွေတွေလည်းရတဲ့အတွက်ကြောင့်မလို့ကားအတွက်လည်းချေတို့တွေလက်ဆောင်ရရပါတော့လိုက်ပို့မဲ့လူတွေရောအစင်သင့်ပါပဲရှင်တကယ်ကိုလေမေတ္တာတရားတွေတယောက်နဲ့တယောက်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမဘက်ကလည်းအတက်နိုင်ဆုံးလေကျောင်းသားတွေကိုပဲဖြစ်ဖြစ်တခြားလူတွေကိုပဲဖြစ်ဖြစ်ကျမဘက်ကအတက်နိုင်ဆုံးပေးဖို့ရာအခုကစပြီးတဲ့အခါကျတော့အကောင်းဆုံးအတက်နိုင်ဆုံးထပ်ပြီးတော့ပေးဖို့ရတယ်ရှိပါတယ်ရှင်